ဒီလူကဂျုံခောက်ဆွဲပြုတ်တို့မုတ်ဖက်ထုတ်တမ်ပလင်စားရတာကိုလုံးဝမုန်းတီးပါတယ်စားလိုက်တိုင်းအန်ထွက်လေးရှိပေမဲ့အတင်းအကျပ်တွန်းစားခဲ့ရတာပါသူဟာသူရှာဖွေနေတဲ့အရာတာမျိုးကိုတွေးဖို့အတွက်ဆိုင်ပေါင်း80တလိုက်စားခဲ့ပူပြီးနောက်ဆုံးကြမှာဒီဒီဇိုင်မှာသူရှာနေတဲ့အရာတာကိုတွေးရှိခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ဆက်ကလေးကအချင်းချခံခဲ့ရစဉ်အတွင်းမုတ်ဖက်ထုတ်ကတော့သူစားခဲ့ရတဲ့တစ်ခုတည်းသောအစားအစာဖြစ်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ဆက်ကသူဟာလမ်းပေါ်မှာထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပူတယ်ထိုအမျိုးသမီးကထီကိုလှည့်ပြလိုက်ရုံနဲ့တင်ချက်ပြအချက်ချင်းသတိလစ်သွားခဲ့တာပါသူပြန်လို့လာတဲ့အခါမရင်းနှီးတဲ့အခန်းတစ်ခန်းထဲရောက်နေခဲ့တဲ့သတင်းပေါက်တွေကအတုတွေဖြစ်ပြီးတကားကိုလည်းအသေးပိတ်ထားပါတယ်သူဘလောက်ပဲအော်ဟစ်အကူအညီတောင်းပြီးတကားကိုထူထူဘယ်သူမှပြန်မထိုးခဲ့ပါဘူးအဲ့ဒီအချက်တင်ကြမှာသူဟာအချင်းသားတစ်ယောက်ဖြစ်သွားပြီဆိုတာသဘောပေါက်လိုက်ရတယ်နေ့တိုင်းတစုံတစ်ယောက်ကထမင်းလာပို့ပေမဲ့အမြဲတမ်းမုတ်ဖက်ထုတ်ပဲဖြစ်နေခဲ့တဲ့အချိန်တိုင်းလိုပါပဲနောက်ဆုံးတော့ကြက်မခံမရနိုင်ဖြစ်ပြီးအစားအစာလာပို့သူရဲ့ခြေထောက်ကိုဆွဲကင်ကအကူအညီတောင်းအတနာခံခဲ့ပေမဲ့ထိုသူကသူ့ကိုတိုးထုတ်သွားခဲ့ပါတယ်ချက်မှာလက်လျှော့ရုံမှအပအခြားရွေးချယ်စရာမရှိခဲ့ပါဘူးရက်ပေါင်းများစွာအကုန်လုံးသွားခဲ့တဲ့တနေ့မှာတော့အခန်းထဲကိုအဖြူရောင်မီးခိုးတွေရုတ်တရက်ပြည့်နှက်သွားပြီးသူချက်ချင်းသတိလစ်သွားခဲ့ပြန်တယ်အဲ့ဒီနောက်မှာတစုံတစ်ယောက်ကအခန်းထဲခိုးဝင်လာပြီးသူ့ရဲ့စပင်နဲ့ပွေရလက်ပွေတွေကိုရယူသွားခဲ့ပါတယ်ချက်ကတော့ဒါကိုလုံးဝမသိခဲ့ပါဘူးသူပိုင်ဆိုင်ထားတဲ့ဇနီးတဲ့အသက်ခံလိုက်ရကြောင်းသတင်းထဲမှာမြင်တွေ့လိုက်ရတဲ့အချိန်ထိပါပဲသူအတော်လေးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်၃နှစ်အရွယ်သမီးလေးကတော့မိဘမဲ့ကေဟာကိုရောက်သွားခဲ့ပြီဖြစ်တယ်လို့ပြစ်မှုကျူးလွန်တဲ့နေရာမှာတွေ့ရတဲ့တပ်တွေအထောက်ထားအားလုံးကလည်းချက်ကိုပဲညှို့ဆိုနေခဲ့ပါတယ်ချက်ရင်ကျုံးမကအသေးကွက်ခဲ့ရပါတယ်သူထောင်ဖမ်းခံလိုက်ရပြီဆိုတာသိပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူး၃နှစ်ကုန်လွန်သွားခဲ့တဲ့အဲ့ဒီနေရာမှာကြွက်တကောင်ဟာသူ့ရဲ့တစ်ခုတည်းသောအဖော်ဖြစ်ခဲ့ပေမဲ့မကြာမီမှာပဲအဲ့ဒီအဖော်ကသူ့ရဲ့ညစာဖြစ်သွားခဲ့ရပါတယ်ဂျက်စိတ်တက်တွေထပ်မံပြိုလဲခဲ့ရပြန်တယ်ဒီလိုနဲ့ပဲသူဟာနှစ်ပေါင်း၈နှလုံးလုံးအိမ်မက်ဆူကြီးထဲမှာအယူတယောက်လိုဖြစ်တန်းခဲ့ရပါတယ်သူလုံးဝလက်လျှော့တော့မဲ့အချိန်မှာပဲရုပ်မြင်တန်ကြားထဲမှာသူ့ရဲ့သမီးလေးကိုလှမ်းမြင်လိုက်ရတယ်ဒါနဲ့ပဲသူရှေ့ဆက်ရှင်တန်ဖို့အကြောင်းပြချက်တစ်ခုရသွားခဲ့တာပါသူသမီးလေးစီကိုနေ့တိုင်းစာရေးတယ်လေ့ကျင့်ခန်းလုပ်တယ်အရက်တောက်တဲ့အကျင့်ကိုပါဖျက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူတစ်ခုတွေ့ရှိသွားခဲ့တယ်ရေချိုးခန်းဟာစောင့်ကြည့်ကင်မရာမရှိတဲ့တစ်ခုတည်းသောနေရာဖြစ်နေတာပါအဲ့ဒီမှာခြောင်နေတဲ့အုတ်ခဲတစ်ခဲရှိနေခဲ့တယ်ဒါကြောင့်သူဟာရေချိုးချိန်တိုင်းအုတ်ခဲကိုဖောက်ပြီးတူးဆွခဲ့တာနှစ်ပေါင်း10နှစ်တိုင်တိုင်စူးစမ်းခဲ့ပါတယ်နောက်ဆုံးတော့သူဟာလိုင်ကောင်းကိုအောင်မြင်စွာဖောက်ထွက်နိုင်ခဲ့ပါတယ်သူပစ္စည်းတွေကိုတင်းစေးသမီးလေးစီရေးထားတဲ့စာတွေကိုယူပြီးထွက်ပြေးဖို့အဆင်သင့်ဖြစ်နေချိန်မှာပဲအခန်းထဲမှာအဖြူရောင်မီးခိုးတွေနောက်တစ်ကြိမ်ပြည့်နှက်သွားခဲ့ပြန်ပါတယ်ဒီတစ်ချိန်သူပြန်လို့လာတဲ့အခါမှာတော့သူဟာတစ်တာတစ်လုံးထဲမှာလဲလျောင်းနေရတာကိုတွေ့လိုက်ရပါတော့တယ်